ကဲလှက်ကြည့်လိုက်အောင်မယ်အနံ့မှုရင်းညာစပတ်လင်းလေးတွေပါလေတံမြာတီလေးတွေရောဆက်ထားတဲ့အနံ့လေးဟင်းရိုးလေးတွေတည်ထားတဲ့အချိန်မကြက်သေးတဲ့အချိန်မှာမြန် gas အိုးကြောင့်ပြပြပေးမယ်နော်တချို့ကလေ gas ကိုလုံးဝမသုံးရတဲ့သူရှိရယ်နော်။ညီတို့ gas ကိုသုံးမယ်ဆိုလို့ရှိရင်လေတော့လင်းဝင်လွယ်တဲ့ကောင်းတဲ့နေရာမျိုးထားရတာပေါ့နော်။မြန်ရဲကျတော့ kitchen အပြင်မှာဒလဟောဆိုတဲ့အခါကျတော့လင်းဝင်လွယ်ကဒီဘက်ကပိတ်ထားရဲဆိုပေမဲ့လေကဒီဘက်ကတောက်လျှောက်ဝင်လာလေ။ပြီးတော့တကားအမြဲတမ်းတစ်ချက်ကိုအမြဲတမ်းလှပ်ထားပြီးတယ်။ပြီးတော့မြန်ရဲ gas မီးဖို့ဆိုလို့ရှိရင်ဒါမြင့်တယ်နော်။အိုးဆိုရင်အောက်မှာတော့အဲ့လိုထားရတာ။ဒီလိုဒီအတွင်းထဲမှာထားချင်ဘူးအပြင်မှာထားမယ်ဆိုလို့ရှိရင်လေအိုးနဲ့ gas မီးဖို့ကလေးလိုဖြစ်နေရမယ်နော်။သုံးပြီးသွားပြီဆိုလို့ရှိရင်လည်းမြန်တော့ဒီခလုတ်ကိုဒီအပေါ်ကနေပိတ်လိုက်တယ်ဒီကမီတောက်တွေတေသွားပြီလောကမီတောက်ငြိမ်းသွားပြီဆိုလို့ရှိရင်ဒီအောက်ကဆက်လန်တာမှာလေအဖွင့်ပိတ်ရှိခလုတ်ရှိရအဲ့ဒါလေးကိုမြန်တော့ပိတ်ပေးရတာဝင်းလာကဲနူးပြီဆိုတော့မြန် gas မီးဖို့ပိတ်မယ် gas မီးဖို့ကဘယ်လိုပိတ်ရလဲဆိုရင်လွယ်လေးနော်ဒီမှာဒါလေးကိုအနောက်ဘက်ကိုလှည့်လိုက်မယ်နော်အဲ့ဒါပိတ်သွားပြီဒါလေးထားလိုက်မယ် sauce တက်လိုက်မယ်နော်တပင်းလုံးထည့်ဒီရတော့စစ်တိုင်းကပပလေးပဲဒါပဲငယ်များရင်စားနေနေပဲအရှင်ကလည်း sauce ဆက်ပြီးဆိုလို့ရှိရင်လေရိုးပြုတ်လေးလောင်းထည့်အဲ့ဒါမဲ့ဒီနေ့ကဝတ်သားမစားတဲ့သူရှိတာဆိုတော့လေငါတက်များပေါင်းတဲ့ဒီဝတ်နဲ့ယူမိတာပဲ sauce ကလည်းတမျိုးတည်းကိုပဲသုံးပါဆိုတော့ဒီဝတ်ရိုးပြုတ်ယူစားရင်ရေးသုံးမိရပါတော့ကဲမြိုင်မီးလေးပိတ်လိုက်တော့မယ်နော်ကဲမီးတော့ကတေးပြီးမြန်တော့မသုံးတော့ဘူးဆိုလို့ရှိရင်ဒီဆလင်ဒါလေးကိုပိတ်လိုက်မယ်နော်နည်းနည်းလေးနော်နည်းနည်းနွေးလေးဖြစ်သွားတဲ့အချိန်မှာမြန်အချင်းထည့်မယ်ဒါတော့မြိုင်တို့စံဆိုင်ကိုသွားပို့မှာဖိုးရှံကိုမူချိုသွားကြိုရင်လည်းပို့မှာပေါ့နော်နူးအီးနေတဲ့ဝက်နက်ရုံပြုတ်ရီပေါ်ကိုနိုင်ဆက်ချတဲ့ချင်းဆက်ဆက် sauce လေးကိုလောင်းထည့်လိုက်တာနဲ့ဒါအရင်ရတာရှိပြီးတော့စားကောင်းတဲ့ဝက်နက်ရုံကြီးတောက်လေးရပြီပေါ့နော်ကဲဒီနေ့ရဲ့ညနေစာလေးကတော့တော်တော်လေးကိုစားမိနေရောပဲလူတွေလည်းဆောင်လာလို့ဆိုတော့အမြန်စားဖို့တောက်ဖို့အတွက်ပြင်ဆင်လာအောင်မယ်